အားလုံးပဲမင်္ဂလာပါရှင်ကန့်ကူလဲလဲ audio book channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျွန်မအခုဆက်လက်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမောင်တူသူဘာသာပြန်နာတဲ့အနန္တမြတ်တာအပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်ထိုသတင်းပတ်ကြတာပြည်နေ9နာရီခွဲအချိန်တွင်လီဖင်ဖို့မြို့မှာဂျိုးဆက်ကိုတိုင်မောင်းနှင်လာသောမြင့်ရထားသည်လူစီတို့အိမ်ရှိ၌ရက်သည်မြင့်ရထားပေါ်တွင်ဂျိုး၏နှမပေါ်လီအန်နာနှင့်အန်နာ၏ပစ္စည်းများပါလာသည်မြင့်ရထားရက်မိလျင်ရက်မိချင်းဂျိုးသည်မြင့်ရထားပေါ်မှဆင်းလာပြီးတော့မောပေါ်နန်းနယ်လျက်ရှိသောသူမြင့်အားကြောသက်ရင်သက်လောက်ကစုပ်သက်၍ချော့မော့လျက်ရှိလေသည်ဂျိုးသည်လူတစ်မျိုးဖြစ်သည်ဘာကိုပဲလုပ်လို့အလို့သဘောဆန်ဆန်လုပ်လေးရှိသည်စာလဲဟုတ်ဒီပတိမတ်တဘာစာကိုမှလည်းအရေးတယူလို့ရဖက်ရှုလေးလာသူမဟုတ်သူ့လက်မှတ်ကိုပင်ပင်ပန်းခက်ခဲစွာထိုးရသူဖြစ်၏အင်္ဂလိပ်စကားပြောတော့လည်းပြပြတတ်တာမရှိသူသည်အရက်ဆိုင်ပိုင်ရှင်ဖြစ်သည်တနည်းအားဖြင့်ပြောရလျင်အရက်ရောင်းပြီးတော့စီးပွားဖြစ်နေသူတူဖြစ်၏သို့တော်လည်းအရက်ရောင်းချမှုနှင့်ပတ်သက်၍သူ့တွင်နာမည်ပြတ်မရှိဖောက်တံများကသူ့အားလူမှန်လူကြီးအဖြစ်အသိမှတ်ပြုကြသည်ဂျိုးသည်မြင်းအမောပြေစီရန်လက်ဖြင့်ပုတ်သက်ချော့မော့နေရမှာမြက်ထားပေါ်မှာလူများအားမောကြည့်သည်ကဲကဲရောက်ပြီးစင်ကြတော့လေပစ္စည်းတွေကိုဖရမ်းတယ်မှာပေါ့ဖုန်တွေရှူရလွန်းလို့လားမသိဘူးရင်ငက်လိုက်တာကွာဟုပြောသည်သူသည်ကိုလုံးကိုထဲတုတ်ခိုင်ကြီးမတော့လဲအရက်ကြတော့သိမ့်မမြင်ရှေ့သို့ဆူထွက်လျက်ရှိသောဘိုက်သည်ဂုံတီရှိအရက်ဆိုင်ပိုင်ရှင်ဖြစ်ကြောင်းပေါ်ပြနေသည်အနက်ရောင်မျက်လုံးအစုံသည်ခြိုက်ဝလျက်ရှိသည်သူ၏ဖြူရော့ရော့မျက်နှာသည်နူးညံ့သိမ်မွေ့အရေးငွေကိုပြသလျက်ရှိသည်သူ၏နှာခေါင်းပေါက်ကြည်ကြီးများအတွင်မှအမွှေးများသည်အပြင်သို့တိုးထွက်နေကြသည်သူဝစ်လာသည့်အပြာရောင်ဝစ်စုံတွင်ဖုတ်များကလျက်ရှိသည်မိတို့ပင်ဖြစ်စေလူပုံကတော့ထဲဝါခန့်ညာသည်အသက်50ရှိနေပြီဖြစ်တော်လဲစိတ်ကတော့ငယ်ရွယ်နှုပြိုစေဂျိုးသည်လူသွားလန်းအပေါ်အတိုင်းရှေ့ဆုံးမှလျှောက်ကအိမ်တွင်းသို့ဝင်လာသည်သူ့နောက်မှာသူ့နှမပေါ်လီလိုက်လာသည်ပေါ်လီသည်ဂျိုးတဲ့အသက်2နှစ်ငယ်သည်ပြီးတော့ဂျိုးလောက်အရက်မမြင်တိုးတော်လဲဝါလွန်တစ်ဖြစ်ကြည့်ရသည်မှာအယုတ်ဆိုးသည်ပါဖောင်းဖောင်းမင်းနဲ့ထက်ဗိုက်ဆူဆူနှင့်ဖြစ်၍လမ်းလျှောက်သည့်အခါနေကွေးလေးလံသည်ဝစ်စားစီရင်ပုံကတော့ထဲဝါသည်သူ့ကိုယ်ပေါ်မှာအဝတ်များသည်အဖိုးထိုက်တန်ဈေးကြီးပေးရသောအဝတ်များဖြစ်၏ပင်ပန်းမုံမွက်လျက်ရှိသည့်သူ့အကိုဂျိုးကတော့အိမ်ရှိမှလူခေါ်ခေါင်းလောင်းဂျိုးကိုအကြိမ်ပေါင်းများစွာခက်ကြမ်းကြမ်းဆွဲခါလျက်ရှိ၏အိမ်စီမလေးနှစ်တာကတကားကိုဖွင့်ပေးလိုက်သည့်အခါတွင်မူဂျိုးသည်သူ့နှမပေါ်လီ၏လက်မောင်းကိုဆွဲ၍တွဲခေါ်သည်နေရက်ပြီးကြည့်နေပုံကသားသက်သမားကိုမောကြည့်နေတဲ့ဝက်မကြီးတစ်ကောင်နဲ့တူလှပါတယ်။ဘာဖြစ်လို့ကြောင်ပြီးတော့ရက်နေတာလဲဟာဟုဂျိုးကရေရွတ်သည်။ကျမကအကိုဘော်ကကြော်ခွပြီးတော့ရှောက်လို့မှမရတာဘယ်လိုလုပ်ပြီးအထဲဝင်လို့ရမှာလဲဟုပေါ်လီကပြောသည်။သူဤပြောဟန်ဆိုဟန်နှင့်လေးတန်သည်သူ့အကိုဟာအလွန်ချစ်ချောင်းဖော်ပြနေသည်မှန်ပါ၏ပေါ်လီသည်သူ့အကိုနှင့်အတူနေပြီးတော့အိမ်နောက်တောင်ဝင်များကိုယူလာခဲ့သည်မှာအခုဆိုလို့ရှိရင်9နှစ်မြတ်ရှိခဲ့ပြီမဟုတ်ပါလားဂျိုးသည်သူ့နှမအားဆွဲရီအိမ်ထဲသို့တွန်းသွင်းလိုက်ပြီးတော့နောက်သို့လှည့်ကြည့်သည်ဟေးအန်နာလာလေဘာဖြစ်လို့အဲ့ဒီမှာရက်နေရတာလဲဟုလမ်းအော်ပြောသည်သူသည်ခမ်းမထဲရောက်၍လူစီနှင့်ဆုံမိသည့်အခါလူစီလက်ကိုဆွဲ၍အားရပါရနှုတ်ဆက်သည်ပြီးတော့သူ့တူပီတာအားပြောင်နှောင်းနှောင်းမျက်နှာထားဖြင့်နှုတ်ဆက်ပြီးတော့သူ့ညီအားကျဲလောင်စွာအော်ခေါ်သည်ဟေးဖရန်တီမင်းပဲသွားပုတ်နေတာလဲတို့ကိုလာပြီးနှုတ်ဆက်ပါအောင်ဖရန်အခုပဲဆင်းလာပါလိမ့်မယ်ဟုလူစီကကြပြားကြရဝင်ပြောသည်အမှန်တော့ဖရန်သည်လူစီကအချိန်များစွာအကုန်ခံပြီးတော့တိုက်တွန်းလို့၍မုတ်စိတ်ရိပ်ရန်နှင့်အဝတ်လေးရဲ့အပေါ်ဓာတ်တို့တက်သွားခဲ့ခြင်းဖြစ်၏လူစီသည်ဂျိုးအားလိုက်လိုက်လဲလဲနှုတ်ဆက်နေရမှအန်နာဗမာလဲဟုမေးသည်ဂျိုးသည်သူ့ကောင်းပေါ်မှာအုတ်ထိုးကိုချွတ်လိုက်ရင်အန်နာရေးဟေးအန်နာဟုအော်ပြန်သည်အန်နာခဲထဲသို့ဝင်လာသည်အရက်မြင့်မြင့်ကိုလုံးကိုပေါက်လှလာအသက်30လောက်မီးမချော့တယောက်ဖြစ်၏အညူရောင်မျက်လုံးများသည်ဘာကိုမှဂရုမစိုက်သည့်အကြည့်မျိုးကိုဖော်ပြနေသည်သူ့နှက်ခမ်းများသည်ပြုံးတလူလိုမဲ့တရံရောင်နှင့်နားလျာခက်သည့်အနေထား၌ရှိသည်အန်နာဆိုတာသူလားဟုလူစီကပြော၍ပြောကသူ့လက်တစ်ဖက်ကိုကမ်းပေးသည်တွေ့ရတာဝမ်းသာပါတယ်အန်နာဟုလည်းပြောသည်အခုလိုလာလဲတာဝမ်းသာပါတယ်ကျေးဇူးပါပဲဟုအန်နာကပြန်ပြောသည်အတန်ကတည်ငြိမ်အေးဆေးသည်တာယာချုံမြသည်ရင်ကျေးဖွယ်ရာမှုအပြစ်ပါသည်ဟ
ဟန်နာ၏ရုပ်ရည်ကိုသူ၏နောက်ခံအချက်လက်များနှင့်တွဲ၍စဉ်းစားလိုက်သည့်အခါလူစီရင်ထဲတွင်ကျဉ်နှံ့အားရသလိုခံစားရသည်ငါသူ့ကိုခင်မှာပါငါသူ့ကိုဖိမိတာမမှားဘူးလည်းတွေးမိသည်သူတို့အားလုံးစားတော့ခံတဲ့သူဝင်ကြသည့်အခါဂျိုးကသူ့တူပီတာ၏လက်ကိုဆွဲ၍လိုက်လာသည်စပွဲဖွယ်၌ပြင်ထားသည့်ညနေစာသည်တခန်းတခန်းရှိလာ၏တက်ရက်တက်ရှင်းလာ၏လူစီ၏အကောင်းဆုံးလက်ရပေသည်ဂျိုးသည်စပွဲပေါ်မှစားစရာတောက်စရာများကိုကြည့်ကများစွာသဘောကျလျက်ရှိသည်စပွဲတင်ဝင်ထိုင်ရင်ငါတို့အိမ်ကအစောကြီးထွက်လာကြတာဆိုတော့စာလာပြီးဟုရေရွတ်သည်ငါညီတော်မောင်တယောက်ဘယ်ရောက်နေလဲအခုတည်းပေါ်မလာသေးပါလားထိုခိုက်မှတင်ဖရန်သည်အခန်းထဲသို့ဝင်လာသည်ဂျိုးသည်ဖရန်ဟာမြင်လင်းမြင်ချင်းဝမ်းသာအားရထားသည်ဟေ့ကောင်ဖရန်မင်းနေကောင်းနဲ့မဟုတ်လားဖရန်ကကောင်းကြီးပြသည်တိုးတော်လဲသူ့အမူအရာသည်တက်တက်ကြွကြွမရှိလားအန်နာနှင့်မျက်နှာချင်းဆိုင်မိသည့်အခါတွင်မူဘလို့လဲအန်နာနောက်တစ်ခေါက်ရောက်လာပြန်ပြီလားဟုလှမ်းမေးသည်ဟုတ်တယ်လေရှင်းမြင်တဲ့အတိုင်းပဲတစ်ခေါက်ရောက်လာရပြန်ပြီပေါ့အန်နာကပြုံးပြီးတော့ပြောသည်ရှင်းကြည့်ရတာအန်နာကိုမမှတ်မိတော့တယ်လို့ပါလားဘာမမှတ်မိစရာရှိလို့လဲအန်နာရဲ့ဟိုတစ်ခေါက်ကလာတော့တွေ့ခဲ့တဲ့အန်နာနဲ့အခုအန်နာကဘာပြောင်းလဲမှမရှိတာထို့နောက်တော့တခဏမျက်ငြိမ်စိတ်သွားသည်မစ္စတာလင်တော့လည်းလာလိမ့်မယ်ဟုလူစီကပြောသည်ဒါပေမဲ့သူနောက်ကျလိမ့်မယ်လူစီတို့သူ့ကိုမဆောက်တော့ဘူးစားတော့ဘွဲကစသည်နတ်တာတီဘေးမှနေ၍လိုအပ်သမျှလောက်ခံပေးလျက်ရှိ၏လူစီကလည်းအိမ်ရှင်မကောင်းတယောက်အနေဖြင့်သူ့ဝတ်တရားကိုကြည်အောင်အထူးဂရုစိုက်အခန့်လျက်ရှိသည်လူစီကတော့အန်နာပြောလိမ့်မယ်လို့မျှော်လင့်ထားတာပဲဟုအန်နာကလှည့်၍ပြောသည်ပီတာကအန်နာနဲ့ပြောပွဲစားထွက်ဖို့စီစဉ်ထားတယ်ပြီးတော့ဘိုဒိုယန်ကိုတရက်သွားလှည့်ပြီးတော့အဝတ်နဲ့တွေးဖို့လည်းစီစဉ်ထားတယ်ဟင်းအင်းဟုအန်နာကပြန်ပြောသည်အန်နာကအဲ့ဒီကိုသွားဖို့စိတ်မကူးပါဘူးဘာလဲအန်နာကအဝတ်ကြတော့တိတ်ကိုစိတ်ဝင်စားဘူးထင်တယ်ဟုတ်လားဟုပေါင်မို့ထောဘက်တုပ်ကိုပလုတ်ပလောင်းဝါနေတော့ပေါ်လီကလမ်းမေးသည်မဟုတ်ပါဘူးသူလည်းပဲဖုန်ကြီးကောင်းတစ်ပါးပါပဲတော်ကြတဲ့ဟုဂျိုးဝဝင်သားသည်ဖုန်ကြီးဝတ်စုံကိုလေးစားကြပါမိသားစုကုံကိုတိတ်ခါတင်ကြပါဂျိုးဤလေတန်သည်ပြောင်းတလူလိုထောင်းတလူလိုဖြစ်သည်ဟုတ်ပါတယ်ဟုအန်နာကဆက်ပြောသည်သူ့အိမ်စီမစ္စတာအိုရီကင်ကလည်းအလွန်သဘောကောင်းတယ်မဟုတ်လားမစ္စတာအိုရီကင်ကသူ့ကိုနတ်သမီးတစ်ပါးဆောက်ရှောက်သလိုဆောက်ရှောက်ပေးနေတာဂယုနာရှင်မျိုးသမီးတစ်ယောက်ပါပဲအန်နာ၏စကားတွေတွင်ပြုံးစရာရေးစရာပါသည်မဟုတ်သို့တော်လည်းဂျိုးကပြုံးဖြစ်လုပ်နေပြီးပေါ်လီကကြိတ်၍ရည်သည်ဖရန်တီပင်လည်းရင်ပြုံးနေသည်ကိုတွေ့ရသဖြင့်လူစီသည်အံ့အားသင့်နေသည်သူ့အနေဖြင့်နားမလည်နိုင်အောင်ဖြစ်နေရ၏သူသည်အန်နာအားတစ်ချက်လက်ကြည့်သည်အန်နာစကားထဲမှာရေးစရာဟာတာမပါပါဘူးဂျိုးသည်စကားလမ်းကြောင်းပြောင်းရင်အားထုတ်သည်ဟေ့ကျဲဥတွေကတဲပြီးစားလို့ရတာရှိတာပဲလူစီရေငါ့ကိုနောက်ထပ်ကျဲဥနှလုံးလောက်တော့ပေးပါဦးပြီးတော့အမဲသားကြော်လည်းနည်းနည်းလောက်ပေါ်လီကသူ့အကိုကြီးပကံကိုယူ၍လူစီအားလမ်းပေးသည်ဒါနဲ့စကားမဆန်မင်းတို့ထောပတ်လုပ်ငန်းကဘလို့လဲငါညီဟုဂျိုးကသူ့ခါတွင်ကပ်နေသည့်ထောပတ်များကိုရက်လျက်လမ်းပေးသည်မဆိုးပါဘူးအချိန်ကြီးကောင်းပါလေဂျိုးကခေါင်းတက်ဆက်ညှိသည်သူ့လက်ထဲတွင်ဓာတ်နှင့်ခရီးကိုပကံနဲ့ချလိုက်ပြီးတော့ကိုမမက်ပြင်ထိုင်လျက်ရှိသည်စားရတော့ရတာကပြစ်တိတ်ကောင်းတဲ့ကွာငါညီမယားကောင်းတယောက်ရထားတာပဲဟုတိလာဟုရေရွတ်သည်အခုလိုသတင်းမျိုးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကသိကျင်လို့ထောက်ခံထားတဲ့သတင်းမဟုတ်ဘူးဖရန်ကမာကြောလေတံဖြစ်ပြန်ပြောသည်သို့တော်လည်းဂျိုးသည်သူ့ညီစကားကိုဂရုမစိုက်မဟုတ်ဆိုးဖို့တယောက်အနေနဲ့ငါကတော့မင်းကိုမနာလို့ဘူးကွာပရက်တော်10ပါးကိုအသာထားလိုက်ငါဂရုမစိုက်ဘူးငါမိမကီတီတောင်ဒီလောက်ရတာထူတဲ့စားစာမျိုးမချက်တတ်ဘူးကွလူစီစိတ်သည်မကနာမငြိမ်ဖြစ်လာသည်ဤမိသားစုသည်စိတ်ထဲရှိသလိုလွတ်လပ်စွာပြောနေကြခြင်းဖြစ်ရာသူတို့ကိုသူတို့တင်းကျပ်စွာထိန်းချုပ်ထားခြင်းမရှိကြတစ်ချိန်ကအခုလိုပင်စုံခဲ့ဘူးကြရာထို့စဉ်ကဖရန်ကိုတိုင်ပင်နဲ့သူစိတ်သူလွတ်လပ်စွာလွတ်ထားသည်ကိုတွေ့မြင်ခဲ့ရဘူး၏သို့တော်လည်းအခုတစ်ချိန်မှာတော့ဖရန်သည်ဘာကြောင့်လဲမသိသူစိတ်သူထိန်းချုပ်နေရသည့်အရေးအယံများမြင်နေရသည်ထိုပြုမှုကိုရိပ်စားမိနေသောလူစီသည်ဖရန်၏အခြေအနေပြောင်းလဲသွားရန်ကြိုးစားသည်သူရှိပန်းဦးထဲရှိကနမပန်းအဝါများပေါ်မှာကျော်၍ဖရန်အားလန့်စကားပြောသည်ဘလို့လဲဖရန်ရှင်းနှမအန်နာကိုဒီလိုပဲပစ်ထားတော့မှလားသူ့ကိုပေါင်မှုပကံပေးလိုက်ပါအောင်ရပါတယ်သူကြည့်ရတာနေကောင်းဖို့ပေါ်ပါလေအန်နာကိုထက်တွေ့ရလို့တွေးလက်မယ်တော့မထင်ပါဘူးဟုအန်နာကပြောမိပြောသည်တွေးတော့လန့်နေအန်နာဟုလူစီကအလိုက်တင်ပြန်ပြောသည်ထို့နောက်အန်နာပတ်လေးယူမိသည်
ဒီပင်ဖို့ကိုပြန်လာရတာဝမ်းမသာဘူးလားဝမ်းလဲတာတဲ့ဝမ်းလဲမသာဘူးသူပြောတဲ့အထိပ္ပယ်ကဟူပေါ်လီခါချားဝင်သည်လီပင်ဖို့ကိုသူမုန်းတယ်လို့ဆိုချင်တာလူစီရဲ့အော်သိပြီအန်နာကသူ့နှလုံးသားကိုအယံလန်မှာထားခဲ့တယ်ထင်ပါရဲ့ဂျိုးပေါ်လီနဲ့ဖရန်တို့ကအနာအန်စိတ်ဝင်တစားလဲကြည့်သည်ဒါကတော့ဖြစ်ချင်လည်းဖြစ်မယ်ဖြစ်ချင်လည်းမဖြစ်ဘူးထိုအခါအားလုံးညီဆက်သားသည်လူစီသည်အန်နာ၏စကားအပေါ်နားမလည်နိုင်ဖြစ်သွားရုံနဲ့မကစိတ်ပါရှုပ်သွားသည်သူ့အနေဖြင့်နောက်ထပ်ဘာပြောရမှန်းမသိဖြစ်နေခိုင်းမှပင်ဖရန်ကသူ့ကလေးထိုင်ကိုတွန်းဖယ်ပြီးတော့ထိုင်ရမထားရကစားတော့ပြီးကြပြီပဲအခန်းနဲ့သွားကြရအောင်လို့ပြောသည်သူတို့အားလုံးအခန်းထက်သို့ပြောင်းဝင်ခဲ့ကြသည်ဂျိုးသည်စိတ်ပြင်းနဲ့တလိထုတ်၍မင်းနှိဖို့ဖွာနေသည်သတင်းပေါက်အနီး၌နေရာယူထားသောပေါ်လီသည်ရက်တောင်တစ်ပြက်ပြက်ခက်ကစိန်ခံလျက်ရှိသည်အန်နာကတော့ဆိုဖာတစ်လုံးထိုင်လျက်ဖရန်ကတော့သူ့လုံနေကြထုံးစံအတိုင်းစားမီးဖို့ထောင်းနှက်ထိုင်ကတူဝီငင်းမော်လျက်ရှိလေသည်လူစီသည်ပီတာကိုဖက်၍အခန်းတကာဝ၌ရက်နေသည်လူစီကိုခွင့်ပြုဝေါအန်နာသားကိုအိပ်ရတဲ့ပို့ပေးလိုက်အောင်မယ်ဟုပြောသည်ဟင်းအင်းမေမေသားမအိပ်ချင်သေးဘူးစောပါသေးတယ်ခဏလောက်နေပြစေပါအောင်အန်နာကဝင်ပြောသည်စီကံလေးလှုပ်ထားလို့ပါ9နာရီဆိုရင်သူအိပ်ရမယ်ပီတိုင်းနှခမ်းသည်ဆူထွက်လာသည်သားကိုဦးကြီးကျိုးကမိုးဖိုးတပဲနှီးပေးမယ်လို့ပြောထားတယ်အခုထိမပေးသေးဘူးဟုပြောသည်ဟာဟုတ်တာပဲငါမေ့သွားတယ်ပြောဆူဆူဂျိုးသည်အိတ်ထဲမှတပဲနှီးပြတပြားကိုထုတ်ယူလိုက်ပြီးတော့ပီတာလက်ထဲသို့ထည့်ပေးလိုက်သည်ကျေးဇူးတင်တယ်လို့ပြောလိုက်ဟုလူစီကတန်ပြန်နေပြောသည်သူ့သား၏ပြုမှုသည်မနှိမ့်မြုပ်စရာဖြစ်နေသည်ဧည့်သည်ထံမှငွေတောင်းသောအင်ရှင်တရားဟုသူယူဆသည်သူသည်ပီတာအားဆွဲကအပြင်သို့ထွက်လာခဲ့၏လေကားပေါ်ရောက်သည့်အခါတွင်မူတခဏမျှရဲ၍သူ့သားအားဆူဆူရဲရဲကြည့်သည်မင်းဒီလိုမလို့သင့်ဘူးသားခုလိုပါမမေဟုပီတာကပြန်ပြောကဆက်ဖြည်းဖြည်းလုပ်နေသည်လက်ထဲမှပဲနေပြားကိုသူ့အိတ်ကက်ထဲသို့တတိကြီးစာထားရေးထည့်လိုက်သည်အပေါ်ထက်ရောက်သည့်အခါလူစီသည်အန်နာအားခေါ်ခဲ့ရရင်အကောင်းသားဟုတွေးမိသည်သူသားအားရေချိုးပေးရနိုင်အနာကိုကူညီခိုင်းရလျင်လူချင်းပို၍တရင်တင်နေရှိလာလိမ့်မည်ဟုသူထင်သည်ပြီးတော့အနာဘက်ကလည်းဤရင်တွင်နေရသည့်အခိုင်အတန့်ကိုယ်အိမ်တို့သဘောထားပြီးနေသွားနိုင်စရာရှိ၏ထိုအခိုင်မှာပင်အိမ်ရှိမှခေါင်းလောင်းတန်တစ်ချက်ကြားရသည်မစ္စတာလင်းတော့ရောက်လာပြီးသူသည်သူ့သားအားလုပ်ပေးဆရာရှိသည်များကိုကြပြကြရလုပ်ပေးနေတော့လေစိတ်ကတော့မစ္စတာလင်းတော့ထံသို့ရောက်နေသည်မစ္စတာလင်းတော့၏ယုံသည်ဂလက်19မြို့တွင်တည်ရှိတော်လေသူနေထိုင်သည့်အိမ်မှာအဖီလန်မြို့၏တောင်ကုန်းပေါ်၌ရှိသည်သူသည်ရွှင်ရွှင်လန်းလန်းနေတတ်သောအကျင့်စီဟိုင်းမရှိသို့တော်လူစီကတော့သူ့ကိုခင်သည်ခင်ရသည့်အကြောင်းလည်းရှိသည်မစ္စတာလင်းတော့သည်လက်ဖက်သားအပေါ်အနိုင်ထက်မပြုတ်တဲ့လိမ္မာပါနဲ့သည်တိကန်စိတ်ရှိသည်သူအားလူအများကသဘောထားကြည့်သောပုဂ္ဂိုလ်တဦးဟုပင်အတိမတ်ပြုထားကြသည်မဟုတ်ပါလားမစ္စတာလင်းတော့သည်ဂရန်နှင့်အတူတွဲ၍အလုပ်လုပ်လာခဲ့သည်မှကြပြီစကောလူမျိုးတယောက်နှင့်အာရစ်လူမျိုးတယောက်စီးပွားရေးလုပ်ငန်းတစ်ခုကိုဖက်ဆက်လုပ်နိုင်ဖို့ဆိုသည်မှလွယ်သည်မဟုတ်ခရီးယန်တယောက်နှင့်ဂျူးတယောက်အလွတ်တိုးလဲသည်ထက်ပို၍ခက်ခဲသောသဘောရှိသည်သို့တော်လည်းလင်းတော့သည်ဂရန်နှင့်ဘာပြဿနာမှမရှိဘဲအလုပ်တွဲလုပ်နိုင်ခဲ့သည်ဂရန်ကအဆက်အသွယ်ကောင်း၍သူ့မှလည်းရင်းနှီးရှိသည်ထိုနှစ်ခုကိုပေါင်းဆက်၍အလုပ်လုပ်လာခဲ့ခြင်းဖြစ်၏အခုကြတော့လေဂရန်အကွယ်လွန်သွားပြီဖြစ်၍သူ့လုပ်ငန်းကိုသူစိတ်တိုင်းကျတိုးချရင်စိတ်ကူးလျက်ရှိလေပြီယခုလောလောဆယ်တွင်မစ္စတာလင်းတော့သည်ဟော်လန်နိုင်ငံမှစမ်းသစ်သောပစ္စည်းတစ်ခုဖြစ်သည့်ထောပတ်တုကိုတင်သွင်းရောင်းချရန်အစဉ်လျက်ရှိ၏လူစီကတော့ထိုအစီအစဉ်ထဲတွင်သူ့အတွက်အခွင့်ကောင်းတစ်ခုကိုမြင်နေသည်ယနေ့ညဤကိစ္စကိုဓာတ်ရိုက်ပြောဆိုရင်စိတ်မကူသေးတော့လေအစပြိုးတဲ့အဖြစ်ကြိုတင်ပြင်ဆင်မှုကိုတော့ပြုထားမှဖြစ်သည်ဟုလူစီစိတ်ကူထားသည်မဟုတ်ပါလားလူစီသည်သူ့သားအားကြပြခရနန်း၍နှုတ်ဆက်ကအောက်ထက်သို့ပြန်ဆင်းလာခဲ့သည်အဲကန်ထက်သို့သူဝင်သားသည့်အခါတွင်မူဂျိုးသည်အားကျပါကျဖြစ်လေးထန်လျက်ရှိနေလေသည်သူတို့ကကျုပ်တို့ကိုအောက်တန်းစားအားရတူလို့ခေါ်ကြတယ်သူတို့ကသူတို့ပြောနေသလောက်လည်းအောက်တန်းမချပါဘူးဗျာဒါပေမဲ့ကျုပ်တို့ကိုစန့်ကျင်တဲ့စကားပြောသလားတလုံးမှမပြောပါဘူးကျုပ်လို့ဆရာရှိတာကိုပဲလုပ်တယ်ကျုပ်တို့ဘာလုပ်နေကြသလဲဆိုတာသူတို့မြင်အောင်ပဲလက်တွေ့ပြတယ်ခင်ဗျားလီပင်ဖို့ရောက်တဲ့အခါဂျုံမှုကိုတည်တလားလို့မေးကြည့်ပါကျုပ်ကိုအားလုံးကသိကြတယ်ကျုပ်ဟာတခြားညီကိုမောင်နှမတွေလိုအခွင့်အရေးကောင်းကောင်းမရခဲ့ပေမဲ့ကိုနီးနဲ့ကိုဘွားကိုထူထောင်လာခဲ့တာပါကျုပ်ငငယ်တုန်းကသတင်းစာရောင်းခဲ့ရပေမဲ့အခုဆိုလို့ရှိရင်ဟတ်ဘောလုံးအသင်းရဲ့ကလပ်မှာထားရတာဖြစ်နေပြီလင်းတော့ဒီသူရှိနိုင်ရှိနေသည်
ဝီစကီဖန်ခွက်ကိုစိုက်ကြည့်နေသည်သူသည်ပိန်လဲမပင်ဝလည်းမဝမိုးစိမ်မွေးများကဖြူနေသည်အသက်50ခန်းများသာရှိသေးသည်သူလက်နှစ်ဖက်ကိုဘောင်းပြီးအိမ်များထဲသို့ထိုးသွင်းကခေါင်းတဆက်ဆက်ညှိပြီးပြောသမျှကိုစိတ်ရှည်လက်ရှည်နားထောင်လျက်ရှိသည်အေးပါဟုတ်ပါတယ်ဟုလင်းတော်ကထောက်ခံသည်အများဟာထူးခြားတဲ့ပုံကိုယ်တယောက်ဆိုတာသိထားကြပါတယ်ပြီးတော့ကျုပ်ရောက်နေတဲ့အရက်ဟာအင်မတန်ကောင်းတဲ့အရက်ပါဟုဂျိုးကဆက်ပြောပြန်သည်တခြားဆိုင်ကအရက်တွေနဲ့ရှင်ပြီးတော့တောက်ကြည့်စမ်းမှအဲ့ဒီကြရင်ကျုပ်ပြောတာဟုတ်မဟုတ်သိလာပါလိမ့်မယ်ခေယာမှုတ်ရင်ရှိသမျှလေးကိုအားကုန်ထုတ်ပြီးတော့မှုတ်ရတယ်မှုတ်တာမှုတ်ပြီဟုဖရန်ကမျက်နှာချက်ကိုမောကြည့်ပြီးတော့နှက်ခမ်းကိုမဲ၍ပြောသည်မှုတ်ရမှာပေါ့ငါညီရအားကုန်ထုတ်ပြီးမှုတ်မှဂီတတန်ထွက်တော့မှာပေါ့ဟုဂျိုးကမလို့တမတန်ဖြစ်ပြန်ပြောသည်ငါ့ကိုဂျိုးကတိတ်သဘောသားကြီးတဲ့လူတစ်ယောက်ပါဖရန်ရဲ့ဟုပေါ်လီကဝင်ပြောသည်ခဏမျှညည်တတ်စေသည်ထို့နောက်လင်းတော့ကလူစီယာတစ်ချက်လှည့်ကြည့်ပြီးဘလို့လဲမင်းသားလေးရောနေကောင်းရဲ့လားဟုမေးသည်လူစီကပြုံးရကောင်းပါတယ်ဟုပြောသည်မစ္စတာလင်းတော့ရဲ့လုပ်ငန်းတိုးချဲ့မဲ့အစီအစဉ်ကိုဘလို့လဲစတော့မှာလားအေးစတော့မယ်ဆိုပါတော့စီစဉ်တင်တာဒီတော့ကြိုတင်စီစဉ်ထားပြီးပြီလုပ်ငန်းတိုးချဲ့ရင်မစ္စတာလင်းတော့တယောက်တည်းပဲနိုင်မလဲနိုင်ပါမလားလင်းတော့ဒီသူ့မိုးစိတ်မွေးကိုအတားရဆွဲကစဉ်းစားနေသည်အေးနိုင်ကျင်လဲနိုင်မယ်နိုင်ကျင်မှလည်းနိုင်မယ်လူစီရင်ထဲတွင်ချက်ချင်းပြောချပြလိုက်ခြင်းသည်စကားတကွန်းကရှိနေသည်ပြောသည်မပြောသည်ချိန်စားနေရ၏ဤရခိုင်မှာပင်ဂျိုးထက်မှအော်ကျဲကျဲစကားပြောတဲ့ထွက်ပေါ်လာသည်ဖြင့်တန့်သွားရလိမ့်၏စကားမဆက်မေးရအောင်မဲ့အန်နာမင်းကဘာလို့ဖို့စိတ်ကူထားသလဲမင်းဖေကတော့မင်းရဲ့အတွက်အနေပါထားခဲ့တယ်မဟုတ်လားအန်နာကချူတာသောမျက်နှာထားပြီးဂျိုးအားလှည့်ကြည့်သည်သို့တော်လည်းမျက်လုံးများကတော့စူးစမ်းဆင်ခြင်နေသည့်အရေးငွေ့များကိုဖော်ပြနေကြသည်ထားခဲ့ပါတယ်ဟုအန်နာကပြောသည်ဒါပေမဲ့ဂျိုးမကြပြောဖူးတဲ့စကားကိုဖြစ်နေသည်လူမဲလူရှိရင်ဖုန်းကြီးကတော့ရှိလာမှာပေါ့အန်နာသည်ပြောဆူထိုင်ရမှထားရခါလူစီအားလက်ကြည့်သည်အန်နာခရီးပန်းနေလို့နားလိုက်ခြင်းနဲ့လူစီလိုက်ဖို့ပေးမလားမပို့နိုင်ရင်လည်းဖြစ်ပါတယ်အိုးဘယ်ဟုတ်မလဲလူစီလိုက်ဖို့မှာပေါ့ဟုပြောကလူစီထားရသည်သူတို့နှစ်ယောက်အခန်းထဲမှာထွက်သွားသည်ကိုအားလုံးကကြည့်နေကြသည်ဒီမိန်းကလေးကလူတက်မျိုးခက်ဆန်းဆန်းရင်အဲ့ဒါကိုဂျိုးသိတယ်မဟုတ်လားဟုပေါ်လီကပြောသည်အင်းသူကကောင်းတဲ့အခါကောင်းပေမဲ့စိုးကျင်တော့လဲစိုးတက်တယ်ပြီးခဲ့တဲ့သတင်းနှစ်ပတ်ထဲကတော့ငါနဲ့သူနဲ့အဆင်ပြေနေသားပဲအခန်းအတွက်တင်နေစိတ်နေသည်ဂျိုးတီတစုံတစ်ခုကိုစဉ်းစားမိဟန်ဖြတ်ခနဲ့ခေါင်းထောင်ပြီးတော့ဖရန်အားကြည့်သည်သူ့အကြောင်းကိုလူစီးသိသလားဟုလည်းမေးသည်ဖရန်မျက်နှာသည်နေရဲသွားသည်ဟင်းအင်းမသိသေးဘူးအခုလိုအချိန်မှအတိပေးလူကလည်းလုံးဝမဖြစ်ဘူးမှန်ပါတယ်ငါညီမှန်တယ်အခုအချိန်မှတော့မဖြစ်သေးဘူးဟုဂျိုးကလေးတန်အေးဖြစ်ပြောသည်သူ့စေးတံကိုစိုက်ကြည့်နေတော်လင်းတော့ကစီးပွားရေးလုပ်ငန်းကိစ္စမှာတော့ဒီမင်းကလေးဟာအစဉ်ချင်းစဉ်းစားတတ်တဲ့သဘောရှိပါတယ်အမျှော်မြင်ရှိတယ်လို့လည်းပြောရမယ်ထင်တာပဲအဲဒီတော့ဒီကိစ္စကိုကျုပ်ပဲပြောပါမယ်ဟုပြောသည်အင်းကျက်တဲ့ရဲ့ကိုပေါ်ကအဆက်ပြောက်တွေကိုပြောင်းပြဖို့ကတော့ဘယ်တော့မှမရနိုင်ဘူးဟုပေါ်လီကစတန်ပေတန်ပြေဝင်ပြောသည်အန်နာလိုမင်းကလေးကိုပြောင်းလဲသွားအောင်လုပ်ဖို့ဆိုတာမလွယ်ဘူးရှင်ထိုခိုက်မှာပင်လူစီးသည်အခန်းထဲသို့ပြန်ဝင်လာသည်အခန်းထဲရှိလူ၄ယောက်စလုံး၏မျက်နှာထားများတစ်မျိုးဖြစ်နေသည်ကိုချက်ချင်းသတိထားလိုက်မိ၏လူစီကတယောက်ချင်းစီမျက်နှာကိုကြည့်ကဘာဖြစ်နေကြတာလဲဟုမေးသည်ရှင်တို့ကြည့်ရတာအိမ်မက်မက်နေတော့လက်နိုးလာကြသလိုပဲဘာမှမဖြစ်ပါဘူးလူစီရဲ့ဟုဂျိုးကဖြေသည်မိုးတော်ချုပ်သွားပြီတို့များပြန်ကြကောင်းမယ်ပြန်လာပေါ့ဒါပေမဲ့အခုတော့စောပါသေးတယ်ဂျိုးရဲ့တချင်းလေးပါလေးနားမထောင်တော့ဘူးလားဂျိုးကကောင်းကသည်မဖြစ်သေးဘူးလို့စီဒီနေ့ရတဲ့ငွေကိုရေရတွဲရအောင်မယ်ကဲပေါ်လီရေတို့သွားကြစို့လင်းတော့သည်သူ့ဝီစကီကိုလက်ဆတက်လိုက်ပြီးနာရီကိုကြည့်သည်အေးငါလည်းသွားတော့မှပဲဟုပြောသည်လူစီကတော့ဧည့်သည်များကိုမပြန်စေခြင်းသည်သို့တော်လည်းတားမရတော့သဖြင့်လက်လျှော့လိုက်သည်လာမယ့်အပတ်ထဲမှာတော့ညစာလာစားကြပါအောင်မစ္စတာလင်းတော့ဟုထပ်၍ဖိတ်သည်လင်းတော့ကလည်းသူစဉ်းစားပါမည်ဟုဆိုသည်လူစီသည်ဖရန်လက်ကိုဆွဲကဧည့်သည်များအားဝေတကားဝအထိလိုက်ပို့သည်ဂျိုးတို့မြင်ထားသည်မကြမှာပဲညောင်မိုင်းထူရင်တို့တိုးဝင်သွားသည်နင်းတော့ဒီမပြန်ခင်အချိန်ကလေးကြမှလာမည့်အပတ်တငွေ့နုနေကြရင်ညစာလာစားမည်ဟုကတိပေးသွားသည်ယနေ့ညသူပြောလိုက်သည့်စကားပြောခွင့်မရလိုက်၍မချင်မနဲ့ဖြစ်နေတော်လူစီသည်နင်းတော့၏ကတိစကားကြားရသည့်အခါများစွာအားတက်သွားရပြန်သည်နင်းတော့ထပ်သားသည့်အခါဘလို့ထင်တယ်လဲဖရန်လူစီစီစဉ်ထားတာအဆင်ပြေမဲ့ထင်သလားဟုသူ့ယောက်ျားအားမေးသည်ပို့ပြီးစိုးကျင်ဆိုးသွားနိုင်တယ်ဟုဖရန်ကအဖြေပေးသည်လူစီသည်အတန်ကြာမှငြင်းနေပြန်သည်သို့တော်ဖရန်အားမောကြည့်ပြီး
အနာနဲ့ခင်မင်ရင်းနှီးဖို့ကတော့လွယ်ပါမလားသူကြည့်ရတာပြောဆွဆွနိုင်တယ်လို့ပဲဟိုမေးပြန်သည်သူ့ကိုဒီမှာလာတဲ့ဖို့ဖိတ်တာမှမဟုတ်ဘူးလိစီကိုဖရန်ကပြောသည်လူစီသည်ဘာမှထမပြောတွတ်တော်လည်းဖရန်၏မျက်နှာကိုစူးစမ်းပြီးမှစိုက်ကြည့်နေသည်ထို့နောက်ဖြည်းဖြည်းချင်းပြုံးလာသည်သူတို့သည်ဝင်တကားဝ၌ညီဆက်စွာရဲနေကြသည်ပတ်ဝန်းကျင်အမှောင်တို့သည်ကြီးစိုးလျက်ရှိ၏ကောင်းကင်တွင်လာမရှိကျဲမရှိထို့ကြောင့်လည်းအမှောင်တို့သည်ပို၍တိတ်တဲ့သည်နှက်ဆိုင်သည်ငြိမ်စိတ်မှုကလည်းကြီးမားလာပေဖြင့်သူတို့ကောင်းပေါ်၌တစ်ဖက်ဖက်ပြန်တန်းသွားသည့်လင်းတို့တကောင်၏အတန်လူစီကဖရန်၏လက်မောင်းကိုဖတ်တွေကသူ့ကောင်းကိုဖရန်၏ကိုတွင်မှေးပြီးတော့လိုက်သည်ထို့နောက်သူ့လက်တစ်ဖက်ဖြင့်ဖရန်၏ပခုံးများကိုဖတ်ထားလိုက်သည်ညနေလာပြီးဖရန်ဟုလေးတန်းဖြစ်ပြောသည်လူစီတို့အိမ်ထဲပြောင်းနေကြရအောင်